လိုက်ရလို့ဟိုလီတဲ့ကြောကြောဖြစ်နေတဲ့ကြိုင်တဲ့မျိုးဟာအစားမစားပဲနေနိုင်လို့ဥပုဒ္ဒရာရဲ့နတ်ဘွယ်ကလည်းကဲမှန်တရားမင်္ဂလာပါရှင်ကျမတို့ The Vibe မြန်မာ Channel ကတောင်းနဲ့လုံလုံထမင်းမစားရေတစ်ခုပဲဖုံးပေးပြီးထောက်ရက်ပေါက်တစ်ပါးလိုလူပြိုးများနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထမင်းမစားပဲတောင်းရက်ကြားအောင်တရားကျင့်နိုင်တဲ့သူဒါဟာတကယ့်ဝိဇ္ဇာတယောက်ရဲ့တကူစွမ်းအားလားဒါမှမဟုတ်လူတွေကိုလှည့်စားထားတဲ့ပြဿနာတစ်ခုလားတောင်းနဲ့လုံလုံထမင်းမစားရေတစ်ခုပဲဖုံးပေးပြီးထောက်ရက်ပေါက်တစ်ပါးလိုလူပြိုးများနေတဲ့သတင်းရဲ့နောက်ဆက်တွဲတစ်ခုပေါ်ပေါက်လာခဲ့ပါပြီအစပိုင်းမှာတော့ဒီအမျိုးသားဟာအံ့ဩစရာကောင်းတဲ့အထိတ်ခံတွေနဲ့တာသနာပြုနေသူတဦးထိလူသိများခဲ့တာပါသူဟာအရင်ကသာသနာပေါင်းထဲမှာရဟန်းဝတ်ခဲ့ပူးပေမဲ့သူ့ရဲ့စိတ်ကျန်းမာရေးအခြေအနေနဲ့အခြားသောပြဿနာတွေကြောင့်လူထွက်ခဲ့ရသူဖြစ်ပါတယ်။ဒါပေမဲ့လူထွက်ပြီးတဲ့နောက်မှာတော့သူဟာထူးခြားတဲ့အစွမ်းစားတွေရှိတဲ့အောင်ထွက်ရက်ပေါက်ဝိဇ္ဇာတူဖြစ်နေအောင်နဲ့လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးလာခဲ့တာပါ။ဒါပေမဲ့ဒီနေ့မှာတော့အားလုံးကိုတုံ့လုပ်စေမဲ့သတင်းတစ်ခုထွက်ပေါ်လာပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ကျန်းမာရေးအဖွဲ့တွေရဲ့တရားဝင်စစ်ဆေးမှုတွေအပြီးမှာတော့ဦးဥတ္တရာကိုတိခါချလူဝတ်လဲပေးပြီးကျိတ်လက်မြို့နယ်ပြည်သူ့စေယုံကြီးကိုအရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။ online ပေါ်မှာပြန့်နှံ့လာတဲ့ဓာတ်ပုံတွေအရဝိဇ္ဇာတယောက်ရဲ့ဟန်ပန်တွေပျောက်ဆုံးသွားပြီးဆေးရုံကတင်ပေါ်မှာအောက်ဆီဂျင်ပိုက်တက်ကကုသမှုခံယူနေရတဲ့တာမန်လူတယောက်ရဲ့ပုံရိပ်ကိုသာမြင်တွေ့နေရတာပါထူးခြားတာကတော့ဒီသတင်းထွက်လာပြီးတဲ့နောက်မှာကြိုက်လက်ဆေးရုံဝန်းဟာလူတိုးမပေါက်ဖြစ်သွားခဲ့တာပါပဲသူ့ကိုတိတ်ခါချလိုက်ပြီးဆေးရုံတင်လိုက်ပြီးဆိုတာသိကြပေမဲ့အနေနဲ့အရရက်ကယုံကြည်ကိုးကွယ်သူလူအုပ်ကြီးဟာကြိုက်လက်ဆေးရုံဝန်းတွေကိုအုံအုံကျွတ်ကျွတ်စုပြုံရုပ်ရှိလာကြပါတယ်ဆေးရုံရှိမှာယာနဲ့ချီတဲ့လူဦးရေဟာစိုးရိမ်တကြီးနဲ့စောင့်ဆိုင်နေကြပြီးဒီမြင်းကွင်းဟာတကယ်ကိုအံ့ဩဖွယ်ဆန်းပြနေပါတယ်တကယ်ကိုအံ့ဩဖွယ်တစ်ခုအနေနဲ့လူပြိုးများခဲ့တဲ့ဒီဖြစ်စဉ်ရဲ့နောက်ွယ်မှာအမှန်တရားဟာတကယ်ပဲဘာဖြစ်နိုင်မလဲတိတ်ပန်ကြီးကြဆေးစစ်ချက်တွေအရာတကယ်ပဲအစာမစားပဲနေနိုင်ခဲ့သလားဆိုတဲ့မိကုန်းအတွက်ဆရာဝန်တွေရဲ့မှတ်ချက်ကဘာဖြစ်မလဲဆိုတာကိုအားလုံးကတထိတ်ထိတ်နဲ့စောင့်ကြည့်နေကြပါတယ်ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့ကြိုက်လက်မျိုးကဦးအုပ်တော်ဖြစ်စဉ်ရဲ့နောက်ဆုံးရသတင်းအနည်းချုပ်ပဲဖြစ်ပါတယ်ပြီးတဲ့တို့တော့ဒီခေတ်ရအပေါ်ဘယ်လိုထင်မြင်ယူဆကြပါသလဲ comment မှာဆွေးနွေးပါကြပါအောင်အခုလိုစိတ်ဝင်စားစရာသတင်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်အားလုံးပဲကိုယ်စိတ်နှပြကျန်းမာကြပါစေကျမစောအောင်ပါ